ဒုတိယရှိမင်္ဂလာအပရိသတ်လေးပေါင်းလို့ခင်ဗျာကျွန်တော်ခန္ဓာမူဘူဟဝိဇောတေဆောင်ဒါရိုက်တာမိတာအကျိုးဆောင်ပြန်နှံမောင်အေဂျင်စီမှမင်္ဂလာမောင်နှံအတွက်မင်္ဂလာဆုမောင်များဖြင့်ဦးစွာပထမချီးမြှင့်ပေးမှာဖြစ်ပါတယ်ယခုကဲ့သို့မင်္ဂလာအကံပွဲဆင်နွှဲသည့်အချိန်မှစပြီးကျင်စအောင်ဇနီးမောင်နှံတို့သည်တဦးနဲ့တဦးမကွဲကြပဲကဟီသားကဲ့သို့ဆက်ဆံနေနိုင်ကြပါစေကုန်သတည်းပုဒ်သစ္စာပံစံသစ္စာလတသစ္စာနေသို့မထွေမုတ်ချဖြစ်ကြပါစေကုန်သတည်းအလိုရှိသမျှမြတ်တို့အတော်အာယုအသက်ရှိခြင်း